မင်္ဂလာပါပရိသတ်ကြီးရေဆယ်လီ news channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားကြီးလွင်မိုးရဲ့သမီးကျော်လေးဖြစ်တယ်လို့ငယ်စဉ်ကတည်းကပရိသတ်တွေရဲ့အသေးကျော်လေးဖြစ်ခဲ့တဲ့ရုံးဒီလွင်မိုးဟာငငယ်ရွယ်နဲ့အိမ်အောင်ကြခဲ့တဲ့အကြောင်းကိုနောက်နှားရနေပါပြီဆိုပြီးအင်တာဗျူးတစ်ခုမှာဒီလိုပဲဖြေသွားပါတယ်သူမဟာအမှုပညာအရေးအသွေးပြေဝရုံတင်မကပဲချစ်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားသူဖြစ်လို့ပရိသတ်တွေကအမြဲတမ်းစောင့်ကြည့်အားပေးရတဲ့သူတူလည်းဖြစ်ပါတယ်။ရုံးဒီလွင်မိုးကို1998ခုနှစ်မှာမွေးဖွားခဲ့ပြီးငယ်စဉ်ကလေးဘဝတွေကကြော်ညာပေါင်းများစွာနဲ့အမှုပညာလောကတွေကိုဝင်ရောက်ခဲ့သူတူဖြစ်ပါတယ်။အထူးသဖြင့်သူမရဲ့ဖခင်ဖြစ်သူမင်းသားကြီးဦးလွင်မိုးနဲ့အတူရိုက်ကူခဲ့တဲ့ကြော်ညာလေးတွေဟာအခုထိပရိသတ်တွေရဲ့ရှင်ထဲမှာဆွဲထင်နေစေဖြစ်ပါတယ်။လွင်မိုးရဲ့သမီးလေးဆိုတဲ့ဂုံဘုတ်ထက်သူမကိုယ်တိုင်ရဲ့ထူးခြားတဲ့အလှအပနဲ့တည်ဆောက်မှုတွေကြောင့်အမှုပညာလောကမှာနေရာတစ်ခုကိုအခိုင်အမာရရှိခဲ့တာပဲဖြစ်ပါတယ်။ရုံးဒီလွင်မိုးရဲ့ဘဝမှာအလှည့်အပြောင်းတစ်ခုကတော့သူမဟာ2018မှာထိမ်းများလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။အသက်ငယ်ရွယ်နဲ့အိမ်အောင်ပြုတ်ခဲ့ပေမဲ့သူမရဲ့ရင့်ကျက်တဲ့ဆုံးဖြတ်ချက်တွေကြောင့်ပရိသတ်တွေကဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပါတယ်။အခုဆိုရင်တော့သားလေးလီယမ်လေးကိုမွေးဖွားထားပြီးအဖေမရှိပဲအမေနဲ့အဖိုးဖွားတွေနဲ့အတူချစ်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားပါတယ်။လောလောဆယ်မှာတော့ရုံးဒီလင်မိုးဟာခင်မွန်းဖြစ်သူနဲ့ခွဲနေပြီးသားငယ်လေးလီယမ်လေးကိုတယောက်တည်းထိန်ချောင်းနေပါတယ်။လီယမ်လေးဟာဆိုရင်လည်းသူ့ရဲ့အမေနဲ့အဖိုးဖြစ်သူတို့ဝဲပြိသက်တည်းရဲ့အသေးချောဖြစ်နေရပါတယ်။လောလောဆယ်မှာတော့ရုံးဒီလင်မိုးဟာခင်မွန်းဖြစ်သူနဲ့ကွဲကွာနေပြီးသားငယ်လီယမ်လေးကိုတယောက်တည်းထိန်ချောင်းနေရပါတယ်။အခုနောက်ဆုံးထွက်ရှိထားတဲ့ဖေဖေလွင်မိုးရဲ့သုံးမဲစကားထဲမှာဖေဖေရဲ့စကားတွေကတရုပ်ဆောင်နေပေမဲ့တစ်ချိန်ကမလိမ္မာခဲ့တဲ့သူမကိုဓာတ်ရိုက်ပြောနေသလိုမျိုးခံစားရပြီးအရန်ကိုဝန်နေကသုံးမဲရုပ်ရှင်ကားကိုကြည့်ပြီးငိုခဲ့ရတယ်ဆိုပြီးပြောပြလာပါတယ်။ဦးလွင်မိုးလိုဖေဖေကိုရခဲ့တဲ့အတွက်လည်းခေးကအရန်ကန်ကောင်းနေဆိုပြီးတော့ပြောပြလာပါတယ်။ခင်မွန်းဖြစ်သူနဲ့9နှစ်တာဝတ်ကြွေတွေကိုအပြီးတိုင်းဆက်ပြီးကွာရှင်းခဲ့ပြီးဆိုပြီးတော့တရားဝင်ထုတ်ပြောလာပါတယ်။ရုံးဒီလမိုးဟာအမှုပညာအလုပ်တွေထက်မိသားစုကိုအချိန်ပိုပြီးပေးနေသလိုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ brand ambassador အလုပ်တွေကိုလည်းလုပ်ကိုင်နေပါတယ်။သူမဟာခင်မီရဲ့မိခင်တယောက်အနေနဲ့ရောစံပြအမျိုးသမီးတယောက်အနေနဲ့ပါရပ်တည်နေတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးရောရုံးဒီလမိုးရဲ့အေးချမ်းတဲ့မိသားစုဘဝလေးကိုချစ်ကြလားရှင်။သူမရဲ့အမှုပညာလှူရှာမှုအသစ်တွေကိုရောစောင့်မျှော်နေကြလားဆိုတာကောမန့်မှာရေးပေးသွားကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဆယ်လီသတင်းတွေကိုသိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။